နောက်တစ်ခုကတော့ဒါ KNU ထိန်းချုပ်နယ်မြေအတွင်းမှာစကားစားစခန်းတွေလုံးဝမရှိစီရမူဆိုတာကိုချထားတယ်ပေါ့နော်ပြီးတော့အဲ့ဥစ္စာကိုအကောင့်တွေပေါ်နေတာက3လလောက်ရှိပြီတဲ့အဲ့တော့ဒါပြောရေးဆိုခွင့်ရှိတဲ့ဒါ KNU ကဘလို့စောတော်နီးဆိုလဲပြောထားတာရှိတယ်သူကတမဟာခွန်ရဲ့ခြေလန်းနေဒါစိတ်မလားကျဲမလားဆိုတာတော့ဒါစောင့်ကြည့်ရမှာပေါ့နော်စောင့်ကြည့်တာပေါ့နော်အဲ့လိုပုံစံမျိုးပြောသွားရှိတယ်အဲ့တော့ကျတော့ဘလို့ပဲဖြစ်ဖြစ်ဒါအရင်တော့ကတမဟာခွန်မပါဘူးဆိုပြီးတော့ကျွန်တော်တို့အားမလို့အားမရဖြစ်ခဲ့ကြတဲ့အချိန်တွေလည်းရှိခဲ့ဘူးလေပေါ့နော်အဲကြအခုတော့ဒါတမဟာခွန်အားစဒီလိုမျိုးပုံစံမျိုးလောက်လာပြီဆိုတော့KNU အဖွဲ့တစ်ခုလုံးအနေနဲ့ပေါ့နော်တမအကုန်လုံးအနေနဲ့ဒီဒေါ်လာရင်းမှာပါဝင်လာပြီဆိုပြီးတော့လေဒါယူဆလို့ရပြီပေါ့လေနော်အဲ့တော့ဒါကတော့ဒါကျွန်တော်ဒီရက်ထဲမှာဒါတွေ့ရတဲ့အောင်မြင်မှုပေါ့လေနော်ဒါလောလောလတ်လတ်မြင်တွေ့ရတဲ့အောင်မြင်မှုဖြစ်တယ်ပြီးတော့တချို့စစ်ရှောင်းတွေဆိုလဲရှောင်းရတာတော့ရှိတယ်ဒေသခံတွေဒါခုနလိုထွက်ပြေးတိမ်းရှောင်ရတာတွေရှိတယ်ဒါပေမဲ့လည်းဒီနေရာမှာစစ်ကောင်စီစခန်းတွေမရှိတော့ဘူးဆိုတဲ့အခါကျရင်ဒီနေရာမှာပြန်ပြီးတော့နေထိုင်ခွင့်ရမယ်ဆိုရင်တကယ်တာရတဲ့နေရာတစ်ခုလည်းပြန်ဖြစ်လာလိမ့်မယ်လို့လည်းယုံကြည်တယ်ပေါ့နော်